ပင်လေဟာကိုပါဒီနေ့လေကြောင်းကောင်းပါသေးကွာဒီဆောင်းတော့လာပြန်ပြီကွာအကျွေးဆောင်းနေဦးမှာမသိကြဆောင်းတော့မှာ喂，喂，哎，ဘာတော့ဒီမှာခေါ်နေတယ်လေခင်ဗျာဟာမလို့လေ မင်းအကျွေးစားမှမဟုတ်ဘူးလားအေးမရောင်းဘူးရကျွေးမရောင်းကျွေးမရောင်း ခင် ဒီ ဗျာ နေ့ကကျွေးမရောင်းနိုင်ဘူးရ ပြင်းလာတဲ့ customer ကစတမာပဲဟိုစီးပွားရေးပဲမင်းအရင်ကျွေးတွေကဟိုမှာစားအောင်နဲ့တော့မင်းမဆန့်တော့နောက်တော့ပြောင်းရတော့ ဂျူများထင်သေးမြင်သေးတယ်ဟာကြည့်တာအောင်အပွေဟမ် ဟုတ်လို့လားအဲ့လိုရှင်းအရင် ပွဲ က ခိုင်းလာတယ်ပွဲခိုင်းလာ အရင်ကဟာရှင်း ပွေအဲ့လိုတော့မရဘူးလေဗျာစားရရှိရစားမယ်မှားရရှိရမှားအဲ့တော့ဒီနေ့စားတဲ့ဟာတွေမကဘူးအရင်ကျွေးတွေပါအကုန်လုံးရှင်းပေးခဲ့မှာ တေချာနော်အပြေးဆို သေချာအပွေ ဒီဘာမှမလို့အဲ့ဒါဘာမှမလို့ အဲ့လိုလုပ်ပါစောပြီးကြတယ် ဘာမှမလဲ ကြောင်းလေးမြန်ချက်ကလည်းနော် ဟာခြေသေးလို့ပဲလေ ခက်တယ်ဒေါ်လာဈေးလို့ အဲ့ဒီချထားသမ်းပါခဏချထားသမ်းပါခင်ဗျာအဲ့ဒီ ဟုတ်ပြောပြီဘာမှမပြော အားရတော့ ဘာရအောင်ဆိုတော့ခိုင်းလို့ပဲပေါ့ ဆိုင်းလို့မဟုတ်ဘူးအပေ အေးဘာစားမှာတော့ အောင်းလုံးဆိုဟာကြီးစားမှာဘာတွေရအောင်ပြော ခေါက်တော့ဝင်ကားတော့နိုင်တော့ အကောင်းဆုံးဆိုတာ အဲ့တော့ထူးထူးဆန်းဆန်းဖြစ်သွားအောင်တော့ပေါ့သိတစ်ခွက် စိုးကြီးတွေကပေါ်သိမ့်ဆိုပေါ်သိမ့်ပဲဒါပဲတောက်နေကြမှာဆရာကြီးဒါပဲတစ်ခွက် ဒါပဲတစ်ခွက် ဟုတ်တယ်လေ အော် ဒါငါတို့ဆိုင်ရဲ့ အော် ဆန်အောင်ပဲ လက်ဖေးဆိုင်နေများပေါ့စိတ်မှလည်းဒါပဲကြားစိတ်မှလည်းဒါပဲချိုးစိတ်မှလည်းဒါပဲကျုံကျုံ အဲ့ဒါဘာဖြစ်လဲ ဟာများတော့ VVIP customer ကိုကျတော့ဝန်ဆောင်မှုပေးတာ အကနဲ့ဖြော်ပြ အကနဲ့ဖြော်ပေးတာ သူများနိုင်ငံကအကနဲ့ဖြော်ပြတာဟိုတရုတ်မလေးတွေကြောလှလှလေးအကုန်လုံးကိုပေါလှလှလေး ဒီမှာတော့ကြုတ်ပဲရှိတယ်လေကြုတ်ပဲ ဒီရုံနဲ့ အဒီယုံနဲ့ ဒီရုံနဲ့ညာလား ရှင်းမှတော့သိချင်ရနော် ရှင်းမအပွေ ဟုတ်ပြီ A few minutes later. စားလို့တော့ပြီးပြီပတ်စံထောင်မဲ့ပါတယ်ဘယ်လိုရှင်းရမှာလဲဟဲ့ ကဲအပြည့်ရှင်းမယ်နော် ရှင်းတော့ရှင်းမလို့ဟဲ့ဒါပေမဲ့လေအပိတ်ရလေအကုန်လုံးမပါဘူးဟိုကလေဘူးလို့1000တော့ပါတယ်လေဒီ1000လေးကိုယူပြီးတော့ဟိုစားရတောက်တဲ့ဟာတွေလေဟိုအချင်းစင်းနဲ့ကိုပေါင်းပြီးတော့မှတ်ထားလို့ရလာရင် ခေါနပြောတော့အကုန်ပါတယ်အကုန်ရှင်းမယ်အပြည့်နဲ့ဟမ်ရောင်းစားငါ့ကိုလာပြီးတော့ထုတ်ရမီ